လိုတွေတောင်းပြီးတော့ဝက်ချန်တွေပြောင်းလဲဆိုတာကလုံးဝကိုမှမယုံနိုင်ဘူးမစ်စင်ကိုတိုင်းလဲဝက်ချန်သမားပါဝက်ချန်ပြောင်းဖို့ဆိုရင်အချိန်ပေးရတယ်စိတ်ရှည်ရတယ်အစစ်စစ်ကိုမှဂယူဆိုင်ရတယ်ထိုင်တန်းရတယ်ကိုယ့်ရဲ့မျက်နှာလေးကိုဒါပေမဲ့မစ်စင်တို့ဘလောက်ပဲဂယူဆိုင်ဘလောက်ပဲထိုင်တန်းအညစ်အကြေးတွေဆဲသိတွေမဖယ်ရှားပေးနိုင်ဘူးဆိုရင်တော့ဝက်ချန်တွေဆိုရင်လုံးဝကိုမှမတတ်နိုင်ဘူးမစ်စင်က line ပေါ်မှာတွေ့တယ်ဒီမေပန်းဒီဇိုင်းမျက်နှာတစ်စစ်ပြနဲ့မှာနေ့စဉ်ပုံမှန်လေးပေါင်းတင်ပြီးတော့တုံးပေးရုံနဲ့တင်မျက်နှာပေါ်မှာရှိနေတဲ့ဒီအညစ်အကြေးတွေဆဲသိတွေဆိုရင်အထီရောက်ဆုံးဖယ်ရှားပေးနိုင်တယ်လို့ရှိနေတဲ့ဝက်ချန်တွေဆိုနှစ်ပတ်နဲ့ပြားချက်ပြီးတော့6လာတော့ဒီမျက်နှာတစ်စစ်ပြတစ်မျိုးနဲ့တင်ဝက်ချန်တွေဆိုတော်တော်လေးကိုမှတတ်တာလဲဆိုတာကတော့ယုံသွားတယ်မစ်စစ်စီမှာဝယ်တောင်းသွားတဲ့ customer ညီမလေးတယောက်ဆိုရင်သူကဆက်စလုံးအောင်ဆိုစမ်းသုံးကြည့်ဖို့ဆိုပြီးတခဲမှားသွားတာသူတုံးနေရင်းနဲ့ဆိုရင်ဝက်ချန်တွေအစီဘူးတွေဆိုရင်လက်တွေ့ကိုမှတတ်တာလို့ဆိုပြီးနောက်ထပ်နှစ်ခဲလာမှားသွားတယ်အဲ့တော့ကိုလိုဘွားသူလေးတွေဝက်ချန်တွေကြောင့်စိတ်ညစ်နေရတယ်ဆိုရင်တကယ်ကိုမှစမ်းသုံးကြည့်စေချင်တယ် quality ကလည်းလုံးဝကိုမှပြောစရာမလိုအောင်ကောင်းတာမို့လို့တောင်းဆွဲသူ customer review တွေလည်းအများကြီးကိုမှရရှိထားလို့ဝက်ချန်စားဝက်ချန်အစီဘူးပြဿနာရှိနေတဲ့သူကအစတုံးကြည့်လို့ရပါတယ်မှားချင်တယ်ဆိုရင်6ပေါက်စီမှာလာရောက်မှာယူလို့ရပါတယ်ရှင်